Hello guys, welcome back from DMS Training Service အားလုံးပဲမင်္ဂလာပါဆရာကတော့ဒီ DMS Training Service နဲ့တွေ့ပြီးအင်္ဂလိပ်language ဆရာမှာအင်္ဂလိပ်စာကိုအဓိကတာဝန်သင်ကြားပေးနေတဲ့စာသနာဖြစ်ပါတယ်စာတင်မှာလည်းဆက်နဲ့ပတ်သက်ပြီးတော့အကျိုးရှိစေမယ့် English speaking pattern လေးအကြောင်းကိုထပ်မံပြီးတော့ရှင်းပြလုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲစာနဲ့လေးလာကြည့်ကြမယ်စာတင်ရှင်းပြလုပ်ပေးတဲ့ English speaking pattern လေးကတော့ကိုဒီမှာဘာလို့ကိုရောက်နေတာပါလို့ပြောတဲ့အခါမှာဘယ်လိုပြောလို့ရသလဲပေါ့ဒါနဲ့ပတ်သက်တဲ့ speaking pattern လေးအကြောင်းကိုဆက်ထပ်မံပြီးတော့ရှင်းပြလုပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်အဲဒီ speaking pattern လေးကတော့ subject plus verb to be plus here to plus ပဲ0ဖြစ်ပါတယ် subject plus verb to be plus here to plus ပဲ0ဖြစ်ပါတယ် subject plus verb to be plus here to plus ပဲ0ဖြစ်ပါတယ် subject plus verb to be plus here to plus ပဲ0ဖြစ်ပါတယ်သူရဲ့အသုံးလေးကတော့ဟိုဘာလို့ကိုရောက်နေတာလို့ပြောတဲ့အခါတရားလို့အသုံးမျိုးလို့ရဖြစ်ပါတယ်အဲ့တော့သူနဲ့ပတ်သက်တဲ့ example လေးကို share လိုက်ကြည့်မယ်နော် okay ဒီမှာဆိုရင်ငါဒီမှာအင်္ဂလိပ်စာလေးလာကိုရောက်နေတာဆိုလို့ပြောလို့ရလဲဆိုရင် I am here to learn English ငါဒီမှာအင်္ဂလိပ်စာလေးလာကိုရောက်နေတာ I'm here to learn English ငါအင်္ဂလိပ်စာလေးလာကိုဒီမှာရောက်နေတာပေါ့နော် I'm here to learn English I'm here to learn English I'm here to learn English လို့ပြောလို့ရဖြစ်ပါတယ်နောက်တစ်မျိုးအနေနဲ့ကတော့ငါဒီမှာhopper စာပေါ်ရောက်နေတာဆိုရင် I'm here to eat hopper 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 လို့ပြောလို့ရဖြစ်ပါတယ်ငါဒီမှာပေါ့နော်ငါဒီမှာငါသမီးကြောက်တွေ့ဖို့ရောက်နေတာဆိုရင် I'm here to meet with my friends I'm here to meet with my friend I'm here to meet with my friend I'm here to meet with my friend လို့ပြောလို့ရဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမှာဘာကြောင့်မို့လို့ရောက်နေတာပါလို့ပြောတဲ့အခါမှာဒီလိုမျိုး speaking pattern လေးကိုသုံးပြောလို့ရဖြစ်ပါတယ်ဒီမျိုးကျိုးရှိတဲ့ဗီဒီယိုနောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်မံပြီးတော့ share လုပ်မှာဖြစ်တဲ့ကြောင့်မလို့ဆရာရဲ့ page တွေကိုလည်း like and share လေးလုပ်ပြီးထားအောင်မေးပါနဲ့နောက်ထပ်ဗီဒီယိုမှာထပ်မံတွေ့ကြမယ်see you next video bye